အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ကျွန်တော်ဆွေးနွေးခြင်းတဲ့ခေါင်းစဉ်လေးပေါ့နော်ဆွေးနွေးခြင်းတဲ့ဆို sharing လုပ်မယ်ခေါင်းစဉ်လေးကဘာလဲဆိုရင်မိဘတွေအတွက်လက်ဆွဲပေါ့နော်မိဘတွေအတွက်လက်ဆွဲဆိုမိဘဖြစ်မဲ့လူတွေမို့လို့မိဘဖြစ်နေတဲ့လူတွေမိဘဖြစ်မဲ့သူတွေပေါ့နော်အဲ့ဒီအတွက်လက်ဆွဲလည်းဖြစ်တယ်လို့နောက်တစ်ခုကကြတော့ဒီမိခင်တို့တို့နို့ဘူးတို့တိုက်ကြွေးတာနဲ့ပတ်သက်ပြီးတော့အလုပ်လုပ်နေတဲ့သူတွေပေါ့နော်မတိမဖြစ်သိတဲ့အချက်လေးတွေကိုဆွေးနွေးတော့မှာဖြစ်ပါတယ်ပထမဆုံးပေါ့နော်ဒီမှန်ကန်တဲ့ကလေးနိုးတိုက်တဲ့ပုံစံလေးပေါ့နော်နိုးတိုက်တဲ့ပုံစံလေးဘယ်လိုရှိရမလဲဆိုရင်ဒီအချက်၃ချက်နဲ့ကိုက်ရမယ်ပေါ့နော်ဒါကဘာလဲဆိုရင်ကိုကကျန်းမာရေးပညာပေးတာပဲဖြစ်ဖြစ်ဘေးကနေကူညီပြီးတော့လုပ်ကင်ပေးတာပဲဖြစ်ဖြစ်ပေါ့နော်ဒီဥစ္စာလေးကိုသုံးပြီးတော့လူတွေကိုကိုယ် knowledge sharing လုပ်လို့ရတယ်နောက်တစ်ခုကကူညီပေးလို့ရတယ်ပေါ့နော်ပထမဆုံးချက်ကတော့ဗာလဲဆိုရင်သူကငါးတကောင်ကအစာဟတ်တယ်လို့ပေါ့နော်ပါဇက်ကိုကြဲကြဲကြီးဟပြီးတော့နိုသီးကောင်းအပြင်ဘက်လည်မှာရှိတဲ့ဒီအဲအသားရောင်ရင့်နေတဲ့နေရာလေးပေါ့နော်အဲ့ဒါလေးကို areola နေရာလေးကိုပါအပြည့်ဟွာဖုံးအုပ်ထားရပါမယ်တဲ့ဒါကဘာလဲဆိုရင်ကလေးရဲ့ပါဇက်ထားရမယ်နေထားပေါ့နော်အဲ့တော့ငါးတကောင်လို့နေထားဆိုမှတ်ထားရင်နော်စီပြည့်အဲ့တော့နောက်နံပါတ်2အချက်ကတော့ဗာလဲဆိုရင်ကလေးရဲ့မေးစေးနဲ့နှာသီးပြားဟာမိခင်ရဲ့ဒီရင်သားနဲ့ထိနေရမယ်ပေါ့နော်နှာသီးပြားလို့ပြောတာပေါ့နော်နှာခေါင်းပေါက်နဲ့မဟုတ်ပါဘူးနှာသီးပြားလေးနဲ့မိခင်ရဲ့ဒီအဲရင်သားနဲ့ထိစပ်နေရမယ်ဆိုပြီးတော့ပြောတာပေါ့နော်အဲ့တော့နောက်တစ်ခုကကြတော့ဒီစီဟိုးလို့ခေါ်တဲ့ကင်တွယ်ပုံနေထားလေးပေါ့နော်အဲ့တော့ကင်တွယ်ပုံနေထားလေးကကြတော့သူကဒီလက်မကိုကလေးရဲ့နှာခေါင်းအပေါ်ဘက်မှာထားမယ်ပြီးလို့ရှိရင်လက်ညှိုးကိုတော့ကလေးရဲ့မေးစေးနဲ့ထိမယ်အောက်ဘက်မှာဒီထားပြီးတော့အဲနည်းနည်းလေးဖိပေးပါတဲ့ဒါကဘာလဲဆိုရင်စီဟိုးအနေနဲ့ဒီအဲမိခင်ကဒီ breast ကိုကင်ပြီးတော့တိုက်ပေးရမှာဖြစ်ပါတယ်ပေါ့နော်အဲ့တော့ဒီအနေထားတွေအဲမမှန်ဘူးဆိုရင်ဘာဖြစ်မလဲပေါ့နော်အဲ့တော့မှန်ကန်မှုမရှိဘူးဆိုရင်ဒီမိခင်ရဲ့နိုးထုတ်ပြွန်တွေကနေနိုးအလုံးလောင်မထွက်ဘဲနဲ့ဒီမိခင်မှာဘာတွေဖြစ်နိုင်လဲဆိုနိုးသီးကောင်းအက်ကွဲတာတို့နာကျင်တာတို့ပေါ့နော်ဖြစ်တတ်ပါတယ်ပေါ့ဒါလေးကဘာလဲဆိုရင်မိခင်နိုးတိုက်ကျွေးမယ်ဆိုရင်ပထမဆုံးသိရမှာတော့မှန်ကန်တဲ့ကလေးနိုးတိုက်တဲ့ပုံစံလေးကိုကျွန်တော်တို့သိထားသင့်ပါတယ်ပေါ့နော်အဲ့တော့ no ဒီကျွန်တော်တို့ကလေးကိုလိုသလောက်ပေါ့နော်တိုက်နိုင်ရဲ့လားဆိုတဲ့ဥစ္စာမျိုးပေါ့နော်အဲ့တော့ supply နေတယ်ပေါ့နော်အဲ့တော့အထင်ရဲ့အမြင်ရဲ့ပေါ့နော်အဲ့တော့ဒီမှားယွင်းတဲ့အထင်အမြင်တွေကဘာတွေရှိနိုင်လဲဆိုတော့ကလေးဒီမဝသလိုခံစားရတယ်လို့ထင်တာပေါ့နော်နောက်တစ်ခုက no မတင်းတော့သလိုခံစားရတာဒါမိခင်နေမှာပေါ့နော်နောက် formula နှုတ်လိုက်တဲ့ကလေးတွေလို့ဝါပြိုးမှုမရှိဘူးလို့ထင်တာပေါ့နော်မိခင်နှုတ်တိုက်တဲ့ကလေးကဒီလွန်လွန်ကဲကဲဝါပြိုးလေမရှိဘူးဆိုတဲ့ဥစ္စာလေးကိုဟိုဗာလဲဆိုတော့ဟောငါကလေးอ่ะပေါ့နော်ဒီမိခင်တို့တစ်မျိုးတည်းတိုက်လို့ပဲပေါ့နော်အဲ့တော့ဒီ formula တို့တိုက်တဲ့ကလေးလောက်မဝပါလားမဝဘူးဆိုတာပုံမှန်မဟုတ်ဘူးလားဆိုတဲ့ဥစ္စာထင်တတ်တယ်ပေါ့နော်ဒါကဘာလဲဆိုရင်အဲမှားယွင်းပါတယ်ပေါ့နော်ဒီလိုမျိုးထင်တာမှားယွင်းတယ်တကယ်တော့မိခင်တို့မှာဒီကလေးအတွက်လိုအပ်တဲ့အာဟာရဒီအာဟာရတွေအလုံးစုံပေါ့နော်ပါပြီးသားဖြစ်တယ်အဲ့တော့အမှန်တကယ်စောင့်ကြည့်ရမယ့်ချက်တွေကတော့ကလေးဝသလားမဝဘူးလားဆိုတာကိုထင်တာမြင်တာနဲ့တင်ရပ်မထားရဘူးပေါ့နော်ဘယ်လိုစောင့်ကြည့်မလဲဆိုရင်ဒီကလေးရဲ့စီးဝင်သွားတဲ့အလေးထားကိုကြည့်ကြည့်မယ်ပေါ့နော်တနေ့ကိုအနည်းဆုံးစီးရ4 ချိန်6 ချိန်4 ချိန်ကနေ6 ချိန်ကြာသွားရမယ်
နောက်ပြီးတော့ဒီဝင်းသွားတဲ့အခါမှာလည်းဒီပျော့ပြီးတော့ဝါတဲ့ဝင်းလေးသွားရမယ်ပေါ့နော်ဒါကဘာလဲဆိုရင်ကလေးရဲ့စီးနဲ့ဝင်းကိုစစ်မယ်ပေါ့နော်ဒါကလေးဝရတယ်ဆိုရင်ဒီတိုင်းစီးသွားမယ်ဒီတိုင်းဝင်းသွားမယ်ပေါ့နော်နောက်တစ်ခုကကိုလေးချိန်ကိုကြည့်ကြည့်အောင်မယ်ပေါ့နော်အဲ့တော့ကိုလေးချိန်ကတော့သူက9လ6လမှာဒီမွေးကစားကိုလေးချိန်ရဲ့နှစ်ဆပေါ့နော်အဲ့တော့6လဆိုကြပါစို့ကျွန်တော်တို့တစ်နှစ်ရဲ့တစ်ပိုင်းပေါ့နော်တစ်နှစ်ရဲ့တစ်ပိုင်းမှာဆိုရင်ကလေးရဲ့ကိုလေးချိန်ဟာဒီမွေးကင်းစမှာရှိခဲ့တဲ့ကိုလေးချိန်ရဲ့နှစ်ဆရှိရမယ်ပေါ့နော်ဥပမာအဖြစ်မွေးကင်းစတုန်းကသူက9ပေါင်ရှိခဲ့တယ်ဆိုလို့ရှိရင်6လအရွယ်ရောက်လို့ရှိရင်သူက14ပေါင်ရှိရမှာပေါ့နော်နှစ်ဆနောက်တစ်နှစ်ကြာလို့ရှိရင်တော့သူက3ဆရှိလာမယ်ပေါ့နော်အဲ့ဒါဆိုရင်ဒီကလေးက okay နေတယ်ပေါ့အရင်ဝါပြိုးနေစရာမလိုဘူးပေါ့နော်လွန်လွန်ကဲကဲဝဝတုတ်တုတ်ကြီးဖြစ်နေစရာမလိုဘူးဒီကိုလေးချိန်နဲ့စစ်လို့ရတယ်အဲ့တော့နေ့စဉ်စစ်ဆေးတာကတော့စီးတွေဝင်းတွေသွားတဲ့အလေအထကိုစစ်မယ်ပေါ့နော်စီးကအနည်းဆုံး၄ချိန်ကနေ6ချိန်သွားရမယ်နောက်ဒီဝင်းရဲ့အနေအထားကိုစစ်မယ်ဆိုရင်ဝင်းသွားရင်ပျော့ပြီးတော့ဝါတဲ့ဝင်းလေးသွားရမယ်ပေါ့နော်နောက်ကလေးလေးရဲ့ဒီတက်ကြွလှုပ်ရှားမှုလေးကိုလည်းကြည့်ရမယ်ပေါ့နော်အဲ့တော့ကလေးရဲ့အရေပြားအယောင်မျက်လုံးအယောင်တွေကြည်လင်တက်ကြွနေတယ်ဆိုလို့ရှိရင်ဒါ okay တယ်လို့သတ်မှတ်လို့ရပါတယ်ပေါ့နော်အဆင်ပြေနေတယ်ကိုယ့်ရဲ့မိခင်တို့တိုက်ကြွေးရအဆင်ပြေနေတယ်အောင်မြင်နေတယ်ပေါ့နော်ဒီလိုမျိုးသတ်မှတ်လို့ရတယ်ပေါ့နော်အဲ့တော့ဒီနားလေးမှာဆိုလို့ရှိရင်အမှန်တကယ်စောင့်ကြည့်ရမယ့်ချက်က3ခုပေါ့နော်အဲ့တော့ကိုထင်တဲ့ဥစ္စာလေးနဲ့နေမစုံပြတ်နဲ့ကလေးမဝဘူးလို့ထင်တယ်နှုတ်မတင်းတော့တယ်လို့ခံစားရတယ်ဖော်မြူလာနှုတ်တိုက်တဲ့ကလေးကမှပို့ပြီးတော့ဝရတယ်လို့ထင်တယ်ဒါတွေကတကယ်မဟုတ်ဘူးမှားနေတယ်အဲ့တော့တကယ်စောင့်ကြည့်ရမယ့်ချက်တွေကတော့ကလေးစီးဝမ်းသွားသလားနေစဉ်ပေါ့နော်အဲဒီပြီးလို့ရှိရင်ကိုလေးချိန်ဒီ6လမှာတစ်ခါချိန်ကြည့်လိုက်မယ်တစ်နှစ်မှာတစ်ခါချိန်ကြည့်လိုက်မယ်ပေါ့နော်6လမှာချိန်လို့2ဆရှိတယ်โอเคတစ်နှစ်မှာချိန်လို့3ဆရှိတယ်โอเคပေါ့နော်နောက်တက်ကြွလန်းဆန်းမှုအနေထားကိုလည်းကြည့်ကြည့်လိုက်အောင်ပဲပေါ့နော်ကလေးရဲ့ရေပြားအရောင်လေးက pink color လေးနဲ့ဒီကလေးလေးရဲ့မျက်လုံးလေးတွေကအရောင်တောင့်နေတယ်ကြည်လင်နေတယ်ပေါ့နော်ဒါဆိုလို့ရှိရင်အဆင်ပြေတယ်နို့တိုက်တာအဆင်ပြေနေတယ်ဆိုတဲ့ဥစ္စာကိုဒါကိုကသိရမှာပေါ့နော်အဲ့တော့နို့တွေပို့ပြီးတော့ပေါ့နော်တဘာဝဒီနို့ထွက်ဖို့နို့ပို့ပြီးတော့ထွက်အောင်ပေါ့နော်ဒီလုံးလို့ရတယ်တဘာဝနီလန်လေးတွေရှိပါတယ်ပေါ့နော်အဲ့တော့တစ်ကတော့ဗာလဲဆိုရင်သူကလှုံ့ဆော်ခြင်းပေါ့နော်အဲ့တော့ဘယ်နည်းနဲ့လှုံ့ဆော်တာလဲဆိုရင်ကလေးကိုနို့တိုက်တာနဲ့လှုံ့ဆော်တာပေါ့နော်ကလေးကိုနို့တိုက်တာနဲ့ပဲလှုံ့ဆော်တယ်အဲ့တော့ဘယ်လိုလှုံ့ဆော်လို့ရလဲဆိုဘယ်လိုနို့တိုက်လို့ရလဲပေါ့24နာရီတည်းမှာအနည်းဆုံးလို့ပြောနော်အနည်းဆုံး8ကြိမ်နဲ့အထက်မကြာခဏနို့တိုက်ပါတဲ့အဲ့ဒါဆိုရင်သူကဒီအမျိုးသမီးမွေးပြီးသားအမျိုးသမီးရဲ့ရင်သားကိုသူကနိုးထွက်ဖို့အတွက်လှုံ့ဆော်ရာရောက်ပါတယ်ပေါ့နော်ဒါ24နာရီနဲ့8ကြိမ်နဲ့အထက်နိုးတိုက်မယ်ဆိုရင်နိုးထွက်စေဖို့လှုံ့ဆော်ရာရောက်ပါတယ်ပေါ့နော်အဲ့တော့ဒီ supply နဲ့ demand loop မှာဒီအချက်3ချက်သတိထားမယ်ပေါ့နော်အဲ့တော့ဟော်မုန်းထုတ်လုပ်မှုရှိစေဖို့အတွက်ပေါ့နော်အဲ့တော့မှန်ကန်တဲ့ဒီနိုးစိုနီးနဲ့မှန်ကန်တဲ့နိုးစိုနီးဆိုတာဟိုရှေ့တစ်ချက်ကပြောခဲ့တဲ့ဟာလေးပေါ့နော်အဲ့တော့အဲ့အနေရင်သားကိုလှုံ့ဆော်ပေးမယ်ဆိုရင်ဒီနို့ရည်ထွက်ဖို့လှုံ့ဆော်ပေးတယ် prolactin ဟော်မုန်းကိုမြင့်တက်စေတယ် prolactin ဟော်မုန်းမြင့်တက်လာခြင်းအပြင်နို့များများထွက်မယ်ပေါ့နော်အဲ့တော့နံပါတ်1လှုံ့ဆော်ခြင်းပေါ့နော်ဒီ breast ကိုလှုံ့ဆော်ပေးတာကတော့24နာရီတစ်ရက်အတွင်းမှာ8ချိန်နဲ့မနေ့တိုက်ပေးပါဟော်မုန်းထုတ်လုပ်ဖို့ဒီတွန်းအားပေးတဲ့အချက်အနေနဲ့ဆိုလို့ရှိရင်เนาะဒီရင်သားကိုလှုံ့ဆော်ပေးတာပေါ့နော်ရင်သားကိုလှုံ့ဆော်ပေးတယ်ဆိုတော့ခုနကပြောတဲ့ C hole ပေါ့နော်C hole လေးနဲ့ကင်ပြီးတော့လှုပ်ဆော်တာပေါ့နည်းနည်းလေးညှစ်ပြီးတော့ကင်လိုက်တာပေါ့နော်နောက်နံပါတ်3ချက်ကတော့ no ထွက်ရှိခြင်းကိုကြည့်မယ်ပေါ့နော်အဲ့တော့လိုအပ်ချက်များလေလေ no ပို့ပြီးတော့ထွက်လေလေဖြစ်ပါတယ်တဲ့အဲ့တော့ no ထွက်နှုံများတယ်ဆိုလို့ရှိရင်သူကဒီကလေးလည်းပို့ပြီးတော့သင်ပြတာပေါ့နော်အဲ့တော့ဒီ no ထွက်စေတဲ့နှုံကိုဒီဟန်တာနိုင်တဲ့ချက်ကတော့ဘာလဲဆိုရင်စိတ်ဖိစီးမှုပေါ့နော်အဲ့တော့ဒီကိုဒီကလေးမွေးပြီးကစားဖွားပြီးကစားအမေကိုဟိုစိတ်ဖိစီးမှုတစ်ခုခု
ဖြစ်နေတယ်ဆိုလို့ရှိရင်အဲ့ဒါကိုအလင်းအမြန်ဖြည့်ရှင်းပေးဖို့လိုအပ်တယ်ပေါ့နော်အဲ့ဒါကိုအောင်မြင်အောင်ကျော်လွှားနိုင်ဖို့ဆိုလို့ရှိရင်သူနဲ့အတူတူနေတဲ့အိမ်ထောင်ဘက်တွေပြီးလို့ရှိရင်မိသားစုဝင်ပေါ့နော်ဥပမာယောက်ကမတွေရှိရင်ရှိမယ်အဖေအမေရှိရင်လည်းရှိမယ်ပေါ့နော်ဒီအမေလေးကိုစိတ်ဖိစီးမှုကင်းအောင်ပေါ့တတ်နိုင်သမျှနည်းအောင်ပေါ့နော်ထားမှသာလေရင်ဒါနိုးပို့ပြီးတော့ထွက်မယ်ဒါကြောင့်မို့လို့ဒီအမေကအနားယူဖို့အချိန်ပို့ပြီးတော့လိုတယ်ပေါ့နော်အဲ့တော့ဒါကဘာလဲဆိုရင်တဘာဝနီလန်းပေါ့နော်အဲ့တော့နံပါတ်1ကလှုံ့ဆော်မှုလုပ်မယ်နံပါတ်2ကဟော်မုန်းထွက်အောင်လုပ်ပေးမယ်နံပါတ်3ကနိုးထွက်ဖို့ဆိုလို့ရှိရင်ခုနများများနားမယ်ပေါ့နော်စိတ်ဖိစီးမှုကိုရှောင်ရှားမယ်ပေါ့အဲ့ဒီအပြင်ကိုသူကဒီအစားအသောက်နဲ့လည်းကျွန်တော်တို့နှုတ်ပို့ပြီးတော့ထွက်လာအောင်ကျွန်တော်တို့လုပ်ပေးမယ်ပေါ့နော်အဲ့တော့ဒီနိုးတိုက်တဲ့ဥစ္စာကိုပေါ့နော်အဖြတ်ပြောရလို့ရှိရင်ဘာဖြစ်လို့ဒီတခန်းတနားနဲ့ပြောနေရတယ်ဆိုလို့ရှိရင်အမေနိုးထွက်တယ်ဆိုလို့ရှိရင်တခြားပေါ့နော်နို့ဘူးတွေအဲဟိုပါပေါ့အဲခစ်ပေါ်ပေါ့နော်ဖော်မြူလာတွေကိုကျွန်တော်တို့ဈေးကွက်ထဲမှာအပင်ပန်းစင်းရဲခံပြီးဒုက္ခရှာပြီးတော့ပေါ့နော်ပတ်သက်တွေကုန်ခံပြီးတော့ရှာဖွေနေစရာမလိုဘူးနောက်ကလေးအတွက်လည်းအကောင်းဆုံးဖြစ်တယ်မိခင်အတွက်လည်းဒါဟိုပါပေါ့နော်ဝေးပြီးသားဒီတိမ်ကျုံနာတို့နော်သွေးသွန်နာတွေမဖြစ်အောင်ကာကွယ်ပေးတာတို့နော်အဲ့ဒါမျိုးတွေအတွက်လည်းကောင်းတာဖြစ်တဲ့တခြားမို့လို့ဒီအဲမိခင်တို့တိုက်ကြွေးခြင်းကတော့ကလေးအတွက်အကောင်းဆုံးပဲဖြစ်တယ်ပေါ့နော်နောက်ဒီကလေးဘဝမှာဖျားနာမှုတွေနောက်တစ်ခါဓာတ်မတည့်မှုတွေမဖြစ်အောင်ဆိုလို့ရှိရင်လည်းဒါမိခင်တို့ကတော်တော်လေးအတိုင်းအတာတစ်ခုတည်းကာကွယ်ပေးနိုင်တယ်ဒါကြောင့်မို့လို့မိခင်တို့တိုက်တဲ့အတွက်ကြောင့်မို့လို့အကျိုးကျေးဇူးတွေကလည်းများတယ်ပေါ့နော်အဲ့တော့နံပါတ်1ကတော့ပတ်စံမကုန်ဘူးပေါ့နော်နံပါတ်2ကတော့ဗာလဲဆိုလို့ရှိရင်ကျန်းမာရေးအကျိုးကျေးဇူးတွေလည်းများစေတယ်ပေါ့နော်နောက်ကလေးနဲ့ဒီမိခင်ရဲ့ဟောပေါ့နှောင်ဖွဲ့မြတ်တာတွေပို့ပြီးတော့ရတယ်လို့ဆိုပါတယ်သူတေသနာထောက်ထားရပေါ့နော်အဲ့တော့အထောက်အကူပြုတဲ့အစားအသောက်တွေကတော့ဗာလဲဆိုမှပြင်ငါးလိုမျိုးဟာမျိုးပေါ့နော်တင်မောသီးလိုမျိုးဟာမျိုးfenugreek ပေါ့ milk twister နောက် goat view ပေါ့နော်အဲ့တော့လိုအပ်ရင်တော့ဆရာဝန်ရဲ့ညွှန်ကြားချက်နဲ့ဒီဆေးသုံးလို့ရတယ်ပေါ့နော်အဲ့တော့နို့ပို့ပြီးတော့ထွက်အောင်ပေါ့နော်အဲ့တော့နောက်တစ်ခုကကြတော့ကလေးလေးတွေပေါ့နော်မွေ younger baby ကလေးလေးငယ်တဲ့အချိန်နောက်ကလေးကြီးလာတဲ့အချိန်ပေါ့နော်အဲ့ဒီအချိန်မှာသူက nipple confusion ဆိုတာဖြစ်တတ်တယ်ပေါ့နိုးတိုက်တဲ့အချိန်မှာဒါဖြစ်တတ်တဲ့ပြဿနာလေးပေါ့နော်အဲ့ဒါလေးကိုနိုးသီးကောင်းရှုပ်ထွေးခြင်းလို့ဘာသာပြန်လိုက်တာပေါ့နော်အဲ့တော့ကလေးငယ်ကဒီနိုးဘူးနဲ့မိခင်ရဲ့နိုးအကြားပေါ့နော်ကူးပြောင်းပြီးတော့စို့ဖို့အခက်အခဲဖြစ်တယ်ဆိုတဲ့ပြဿနာလေးပေါ်တတ်ပါတယ်တဲ့အဲ့မှာ type A နဲ့ B နဲ့ဆိုပြီးတော့ခွဲထားတယ်ပေါ့နော် type A ကတော့ပို့ပြီးတော့ငယ်တဲ့ကလေးလေးတွေပေါ့အဲ့တော့ဘာတွေတွေ့ရလဲဆိုတော့ချိုလိန်ဒါမှမဟုတ်ရင်နိုဘူးကိုစပြီးတော့အသုံးပြုပြီးတဲ့နောက်မှာမိခင်တို့ကိုပြန်လဲဆိုးဖို့အခက်အခဲဖြစ်စေတဲ့ငယ်ရွယ်တဲ့ကလေးလေးတွေအဲ့ဒါကို type A လို့ခေါ်တာပေါ့နော်နောက် type B ကကြတော့မိခင်တို့ထဲသူကဘာလဲဆိုရင်နိုဘူးကိုပို့ပြီးတော့နှစ်သက်လာတယ်ပေါ့နော်နိုဘူးဆိုတာကြာသွားရင်မိခင်တို့ကိုသိပြီးတော့ဟိုမခုံမင်တော့ဘူးပေါ့နော်မစိုးချင်တော့ဘူးနောက်အသက်အဲ့လိုဖြစ်တတ်တဲ့ကလေးလေးကအသက်နည်းနည်းလေးပို့ပြီးတော့ကြီးလာတဲ့ကလေးလေးတွေပေါ့နော်အဲ့တော့ဘာဖြစ်လို့လဲဆိုတော့နိုဘူးကိုစုရတာပို့ပြီးတော့လွယ်တဲ့အတွက်ကြောင့်ဖြစ်တတ်ပါတယ်တဲ့အဲ့တော့ဒီ nipple confusion မှာတွေ့ရနိုင်တဲ့လက္ခဏာလေးတွေရှိတယ်ပေါ့နော်ဒါလေးတွေကိုသတိထားကြည့်ခြင်းအပြင်ကလေးလေးကဒီနိုတိကောင်းရှုပ်ထွေးခြင်း nipple confusion ဖြစ်နေသလားဆိုတာကိုစောစောစီးစီးသိမှဖြစ်ပါတယ်အဲ့တော့သူ့ရဲ့လက္ခဏာတွေကတော့ငိုမယ်ပေါ့နော်နောက်နိုးဆိုးတဲ့ပုံစံပြောင်းသွားသလားပေါ့နော်ဒါကြည့်မယ်နောက်မိခင်ရဲ့ရင်သားတင်းမာပြီးတော့နာကျင်နေတာတွေရှိသလားပေါ့နော်အဲ့ဒါလေးတွေကြည့်ရပါမယ်အဲ့တော့ nipple confusion ကိုကျွန်တော်တို့ကာကွယ်လို့ရတယ်ပေါ့နော်အဲ့တော့ဘယ်လိုကာကွယ်မလဲဆိုလို့ရှိရင်เนาะအဲ့တော့ကလေးအသက်အနည်းဆုံး၄ဘတ်ပြည့်မှာပဲ
နိုဘူးဒါမှမဟုတ်လို့ရှိရင်ချိုလိန်လေးနဲ့စတင်ပါတဲ့နောက်တစ်ခုကကြတော့ဒါကအချိန်တိုင်းတာနဲ့ပတ်သက်လို့ပေါ့နော်၄ဘက်နောက်နိုးတိုက်တဲ့အချိန်မှာအရေးပြားချင်းထိတွေ့မှုကလည်းအရေးကြီးတယ်ပေါ့နော်အဲ့ဒါလေးကိုဘာခေါ်လဲဆို skin to skin contact လို့ခေါ်တယ်ပေါ့နော်မိခင်နိုးတိုက်တဲ့အချိန်မှာကလေးလေးကိုထွေးပွေပြီးတော့ဒီအမေနဲ့ကလေးရဲ့ဒီအသားချင်းကပ်ပြီးတော့ပြုစုတဲ့နီလန်ပေါ့နော်အဲ့ဒါလေးနဲ့လည်းသူကကောက်ွယ်လို့ရတယ်နောက်ကလေးမစာလွန်းခင်မငိုခင်ကြိုပြီးတော့တိုက်ကြွေးထားရမယ်ပေါ့နော်ကလေးကိုမငိုစေနဲ့ဆိုတဲ့ဥစ္စာကမြန်မာကာချာမှာလည်းရှိတယ်ပေါ့နော်ကလေးကိုမငိုစေနဲ့ကလေးကိုမငိုစေနဲ့ဆိုတဲ့ဥစ္စာအဲ့တော့ကလေးမစာလွန်းခင်မှန်းလို့ရတယ်ပေါ့နော်၈ကြိမ်24နာရီတွင်၈ကြိမ်ဆိုရင်သူအိတ်နေတဲ့ချိန်လေးတွေကိုဖယ်ပြီးတော့အာဟိုပါပေါ့နော်ဒီခွဲဝေပြီးတော့အချိန်ခွဲခြားပိုင်းခြားပြီးတော့တိုက်လိုက်မယ်ဆိုရင်ဒီမစာလွန်းခင်မငိုခင်တိုက်ကြွေးရရောက်ပါတယ်နောက်တစ်ခုကကြတော့ဖြည့်ဆွတ်စာအတွက်ဆိုလို့ရှိရင်ဒီဟိုပါပေါ့နော်ချိုလိန်တွေမသုံးမဲနဲ့ဘာသုံးတင်လဲဆိုတော့ခွက်တို့ဒါမှမဟုတ်ဇွန်းပေါ့နော်ဒါမှမဟုတ်ရင်ပြွန်တန်စတာတွေကိုသုံးလို့ရတယ်ပေါ့နော်အဲ့တော့အကယ်၍ပေါ့နော်ဒီnipple confusion ဖြစ်ပြီဆိုလို့ရှိရင်တော့ဘယ်လိုဖြေရှင်းလို့ရလဲဆိုရင်နိုဘူးတိုက်တယ်ဆိုရင်မိခင်ရဲ့နိုးထွက်နှုံးနဲ့တူညီစေဖို့အတွက်အထွက်နှေးတဲ့နိုးသီးကောင်းကိုသုံးရပါမယ်တဲ့အဲ့တော့မိခင်ရဲ့နိုးထွက်နှုံးနဲ့အနည်းဆက်ဆုံးတူတယ်ပေါ့နော်နိုးသီးကောင်းကိုဝယ်ပြီးတော့သုံးတတ်ရမယ်ပေါ့နော်ကိုကလည်းအကြံပေးတတ်ရမယ်ပေါ့nipple confusion မဖြစ်အောင်ကျွန်တော်တို့ဘယ်လိုဖြေရှင်းမလဲပေါ့နော်နိုဘူးတိုက်တယ်နိုဘူးတိုက်တယ်ဆိုလို့ရှိရင်မိခင်ရဲ့နိုးထွက်နှုံးနဲ့တူညီတဲ့နိုးသီးကောင်းကိုရွေသုံးမယ်နောက်ကလေးနိုးမစို့ခင်မိခင်တို့အနေငယ်ညှစ်ပြီးတော့ပါးစပ်ထဲကိုအရင်ထည့်ပေးလိုက်တဲ့ဒါလည်းတစ်ခုပေါ့နော်အဲ့တော့နောက်တစ်ခုကနိုးသီးကောင်းပြားနေဆိုလို့ရှိရင်နိုးသီးကောင်းအစွပ်ပေါ့နော်အဲ့ဒါကဘာလဲဆိုရင် nipple sheath လို့ခေါ်တယ်ပေါ့နော်စမ်းပြီးတော့တုံးကြည့်ပါတဲ့အဲ့ဆိုလို့ရှိရင်တော့သူကဒီ nipple confusion ကိုကာကွယ်နိုင်မှာဖြစ်ပါတယ်ဒီဟိုပါပေါ့နော်ဒီနိုသီးကောင်းမှာရှိတဲ့ဟိုပါပေါ့ဒီထိပ်ဖူးလေးနဲ့ဒီမိခင်တို့ရဲ့ထိပ်ဖူးလေးနဲ့မညီဘူးပေါ့နော် size မတူဘူးပေါ့နော်မတူဘူးပြားနေဆိုရင်အကောင်နဲ့နည်းနည်းလေးတူသွားအောင်ပေါ့နော်သူကဒီမှာအတုလေးဆွတ်လိုက်တယ်ပေါ့နော်နိုသီးကောင်းအဆွတ်ပေါ့ nipple sheath လေးနဲ့ဆွတ်ပြီးတော့ဟိုတိုက်လို့ရတယ်လို့ပြောတာပေါ့နော်အဲ့တော့ဒါကတော့ဒီ nipple confusion ကိုကာကွယ်ဖို့အတွက်မလုပ်မလဲပေါ့နော်အဲပြီးလို့ရှိရင်ဘယ်လိုဖြေရှင်းမလဲဆိုတဲ့အကြောင်းပေါ့နော်အဲ့တော့ဆောင်းရည်ထဲမှာကလေးသက်၄ဘက်ပြည့်မှာချိုလိန်တို့ဘူးစမယ်skin to skin contact မိခင်နဲ့ဒီကလေးရဲ့နိုးလိုက်ချိန်မှာအရေးပြခြင်းထိတွေ့မှုပြုလုပ်ပေးရမယ်မစာလွန်းခင်မငိုခင်ကြိုတင်တိုက်ကြွေးမယ်ပေါ့နော်ကလေးကိုမငိုစေနဲ့ဆိုတဲ့ဥစ္စာနော်အဲ့တော့နောက်တစ်ခုကဖြည့်ဆွတ်စာအတွက်ဇွန်းတွေခွက်တွေပေါ့နော်ပြုံတန်တွေကိုတုံမယ်ပေါ့နော်ကဲဖြစ်လာခဲ့ရင်ဘယ်လိုဖြေရှင်းမလဲပေါ့နော်တော့ဖြေရှင်းမယ်ဆိုလို့ရှိရင်နို့ဘူးတိုက်နေဆိုမိခင်ရဲ့နို့ထွက်နှုံးနဲ့တူညီတဲ့နို့ဒီကောင်းကိုရွေးပြီးတော့ဝယ်ရမယ်ကလေးနို့မစိုးခင်ဒီမိခင်တို့အနှဲငယ်ကိုညှစ်ပြီးတော့ကလေးပါးစပ်ထဲကိုထည့်ပေးမယ်ဒါမျိုးလုပ်လို့ရတယ်နောက်တစ်ခုကနို့ဒီကောင်းပြားနေဆိုလို့ရှိရင်နို့ဒီကောင်းအစွတ်တက်ပြီးတော့စမ်းသုံးကြည့်လို့ရတယ်ပေါ့နော်တော့နောက်တစ်ခုကကြတော့ဒီမိခင်တို့ကိုခုနကညှစ်ပြီးတော့ထည့်မယ်လို့ပြောတယ်ပေါ့နော်အဲ့တော့ထည့်မယ်ဆိုလို့ရှိရင်အလုပ်သွားရတဲ့အမေလည်းရှိမှာပဲပေါ့နော်အဲ့ဒါဆိုလို့ရှိရင်အဲ့ဒီတချို့အမေတွေကဟိုကျမ်းမာရေးဘ ഹു တုတာရှိတယ်ပေါ့နော်ရှိရတဲ့ကြောင့်မို့လို့သူတို့ကလေးကိုအမေတို့ပဲတိုက်ချင်တယ်အလုတ်ကလည်းတစ်ဖက်ကလုံနေပေါ့နော်အဲ့ဒါဆိုလို့ရှိရင်သူကဒီအလုံမသွားခင်ကသူကနိုးတွေညှစ်ပြီးတော့ထားခဲ့တတ်တယ်ပေါ့နော်အဲ့ထားခဲ့တယ်ဆိုလို့ရှိရင်ကိုသာဒီကလေးကိုနိုးတိုက်ရတဲ့သူဖြစ်လာလို့ရှိရင်ဘယ်လိုသိမ့်ဆဲမလဲဆိုတာလည်းအရေးပါတယ်ပေါ့နော်မဟုတ်လို့ရှိရင်ဒီကလေးကဝမ်းပြုတ်ဝမ်းလျှောတွေဖြစ်နိုင်တယ်ပေါ့နော်အဲဒီမိခင်တို့ကဒီဇီဝပိုင်းဆိုင်ရာအဆိုးကျိုးဖြစ်စေတဲ့အရာမဟုတ်ဘူးပေါ့နော်အများသုံးရေခဲတက်တာထဲမှာပဲလုံလုံချုံချုံသိမ့်ဆဲလို့ရတယ်ပေါ့နော်အဲ့တော့အခန်းအပူချိန်ဆိုရင်16ဒီဂရီကနေ29ဒီဂရီ Celsius အနေထားပေါ့နော်အဲ့ဒီအနေထားမှာသိမ့်မယ်ဆိုရင်အသင့်တော်ဆုံးပေါ့အကောင်းဆုံးကတော့4နာရီလောက်ပဲသိမ့်ရပါမယ်တဲ့
အဲ့တော့အလွန်ဆုံးပေါ့နော်အလွန်ဆုံးထားလို့ရတာကတော့6နာရီ8နာရီထိရောထားလို့ရမယ်ပေါ့နော်နောက်ရေခဲတက်တာပေါ့နော်ရေခဲတက်တာဆိုရင်4 degree centigrade ပေါ့နော်4 degree centigrade မှာအသင့်တော်ဆုံးပေါ့နော်အကောင်းဆုံးပေါ့နော်ပြောချင်တာကတော့အကောင်းဆုံးက4ရက်သိမ်းထားလို့ရနောက်အလွန်ဆုံးပေါ့နော်အလွန်ဆုံးကတော့9ရက်8ရက်ဒါကတော့တချို့အမေတွေကကြတော့ဟိုပါပေါ့နော်အလုပ်ကိစ္စနဲ့ခရီးသွားတာလို့ပါလို့ဆိုရင်ဒီခဲတက်တာတွေမှာထားခဲ့မယ်ဆိုရင်ဒီလောက်ထိရတယ်လို့ဆိုလိုတာပေါ့နော်နောက်ရေခဲဆက်ပေါ့နော်ရေခဲဆက်ဆိုတာကတော့ freeze လောက်ထားမှာနော်အဲ့တော့အကောင်ဆိုလို့ရှိရင်သူက -18 degree Celsius မှာထားမယ်ပေါ့နော်အဲ့ဆိုရင်တော့သူကအကောင်းဆုံးကတော့6လအထိထားလို့ရပါတယ်တဲ့အသင့်တော်ဆုံးက6လပေါ့နော်နောက်အလွန်ဆုံးပေါ့နော်တစ်နှစ်ပေါ့နော်12လသိမ်းထားလို့ရတယ်ပေါ့နော်အဲ့တော့ဒီအေးခံထားတဲ့ဒီမိခင်နိုကြီးอ่ะပေါ့နော်ကလေးကိုတိုက်ရင်ပြဿနာရှိလားပေါ့နော်အဲ့တော့မေးစရာရှိတာပေါ့နော်အဲ့တော့အေးခံထားတဲ့မိခင်တို့ကဓာတ်ပြိုကွဲခြင်းမရှိဘူးမရှိဘဲနဲ့လွယ်လွယ်ကူကူသိုးလောင်နိုင်တယ်ပေါ့နော်အဲ့တော့ formula ပေါ့နော်နိုးမုတ်နေပါဝင်ပစ္စည်းလေးတွေကိုကျွန်တော်တို့လေ့လာကြည့်ကြမယ်ပေါ့နော်အဲ့တော့နှုံးမို့အများစုကတော့ဘယ်ကနေအခြေခံထုတ်တာလဲဆိုရင်နွားနို့ကိုအခြေခံထားတော့လေပဲမိခင်နို့နဲ့အနီးဆက်ဆုံးပေါ့နော်အနီးဆက်ဆုံးတူညီစေဖို့အတွက်သိပ္ပံနည်းကျတွက်ချက်ပြောင်းလဲထားတာကိုတွေ့ရတယ်ပေါ့နော်စက်လုံးပေါင်းလေးတွေနဲ့မှာ sorry ပါအဲ့တော့အခြေခံအာဟာရတွေကဘာတွေပါလဲပေါ့နော်အခြေခံဆိုတာဒီအဲ baseline ဆိုတော့မရှိမဖြစ်မပါမဖြစ်ပါရမယ်အာဟာရတွေပေါ့နော်အဲ့တော့မပါဖြစ်ပါမယ်အာဟာရတွေကတော့ protein ပါရမယ်ပြီးရင်အဆီပါတယ်နောက် carbohydrate ပေါ့နော် carbohydrate ကစီပါတယ်ကစီဓာတ်ပေါ့နော်နောက်တန်ဓာတ်နောက်ဗီတာမင် C မျှမျှတတာပါတယ်ပေါ့နော်အဲဒီနောက်တစ်ခုကကြတော့ prebiotic လို့ခေါ်တယ်ပေါ့နော်အဲ ICFOS ပေါ့နော်အဲ့တော့သူ့ရဲ့အခန်းကဏ္ဍကဒီနိုးမှုမိခင်တို့မှာပါဝင်တဲ့ဒီဓာတ်နဲ့ဆင်တူတယ်အဲ့တော့ကလေးရဲ့ဥမာကြီးထဲမှာရှိတဲ့အကျိုးပြုပေါ့နော်အကျိုးပြဖြစ်နေအကျိုးပြုဘက်တီးရီးယားတွေကိုဖွံ့ဖြိုးစေတယ်နောက်မွေးကင်းစအရွယ်ဝင်းချုပ်ခြင်းကိုကာကွယ်ပေးပြီးတော့ဝင်းမှန်စေတယ်ပေါ့နော်အရင်ကကြတော့ဒီဟိုပါပေါ့နော်နိုးမုတ်တွေရှားပါတယ်ဒီပညာမဖွံ့ဖြိုးခင်ကတော့ဒီ prebiotic တွေ probiotic တွေနော်ဟိုစုံလင်းလင်းပါခြင်းမပါလိမ့်မယ်ပေါ့နော်အဲ့လိုဒီ formula make တိုက်တဲ့ကလေးတွေကဝင်းချုပ်ကြတာပေါ့နော်တော်တချို့တွေစေးရုံမှာဆိုလို့ရှိရင်လက်နဲ့ကလော်ထုတ်ရတဲ့အဆင့်ထိရောက်ကြတယ်ပေါ့ဒါပေမဲ့လို့ဒီနောက်ပိုင်းဒီဟိုပါပေါ့နော်ဒီနည်းပညာတွေမြင့်မားလာတဲ့အခါကျတော့မိခင်တို့ထက်တောင်မှပဲပို့ပြီးတော့ဟိုဟာဘာကောမလဲနော်ကလေးလေးရဲ့ဒီဉာဏ်ရည်ဉာဏ်သွေးထက်မြက်ဖို့တို့မျိုးစုံပေါ့နော်အဲ့ဒီဥစ္စာတွေကိုသူကအကောင်းလို့ရာတွေကိုအကုန်လုံးကိုသူကဖြည့်ဆွက်ပြီးထည့်လိုက်တဲ့အခါကျတော့တော်တော်လေးဟိုပြီးပြည့်စုံတဲ့ဒီကလေးလေးတွေအရေးသွေးပြေးသွားတဲ့ကလေးလေးတွေပေါ်လာတာကိုတွေ့ရတာပေါ့နော်ဒါနောက်ဒီနောက်ပိုင်းပေါ့နော်အဲ့တော့စေယုံသုံးတစ်စိတ်ကအကောင်းဆုံးမဟုတ်ပါဘူးတဲ့မိခင်တို့နဲ့အနည်းဆက်ဆုံးဒီဖြစ်အောင်ကုမ္ပဏီတိုင်းကထုတ်လုပ်ထားတဲ့အတွက်ကြောင့်မို့လို့ကိုတက်နိုင်တဲ့တစ်စိတ်ကိုဟိုတစ်စိတ်ရွေးကြတယ်လေတချို့တွေနော်မိဘတွေကတစ်စိတ်ရွေးကြတယ်အဲ့တော့ကိုတက်နိုင်ဆုံးတစ်စိတ်ကိုယုံကြည်စွာရွေးချယ်နိုင်ပါတယ်ဆိုတဲ့အကြောင်းကိုလည်းကိုကပြောဆိုပေးပါတဲ့ပြောပေးပါပေါ့နော်အဲ့တော့နောက်တစ်ခုကကြတော့ကျွန်တော်တို့ဒီနိုဘူးကိုဖြော်တော့မယ်ပေါ့နော်အဲ့တော့ခုနအာဟာရလေးတွေတိသွားပြီရောနိုးမုတ်ကိုဘယ်လိုဝယ်ရမလဲဆိုတာလည်းတိသွားပြီပေါ့နော်အဲ့တော့ဘေးကင်းလုံခြုံတဲ့နိုဘူးဖြော်နီအစဉ်ပေါ့နော်ဒီနေရာမှာတော့ဒီအစားအသောက်ပြင်ဆင်ဟိုချက်ပြုတ်တဲ့သူတွေလိုပဲပေါ့နော်အဲတန့်ရှင်းရမယ်တိုက်ရရမယ်ပြီးလို့ရှိရင် steroid ကလေးရဲ့ဒီကလေးဖြစ်တဲ့ကြောင့်နှုတ်နယ်တဲ့ကလေးတွေကိုတိုက်တာဖြစ်တဲ့ကြောင့်မို့လို့ပိုးမွှားကင်းစင်ရမယ်ပေါ့နော်အဲ့တော့အဆင့်၄ဆင့်နဲ့ကျွန်တော်တို့စဉ်းစားကြည့်မယ်ပေါ့နော်
ပထမဆုံးကတော့ပိုးတက်ဖို့ရဲ့ရေနွေးကြိုဖို့ရဲ့ပေါ့နော်အဲ့တော့ဒီဘူးတွေနိုးသီးကောင်းတွေကိုပိုးရင်တက်မယ်ပေါ့နော်အဲ့တော့ပိုးရင်တက်တယ်ဆိုတာကတော့ကျွန်တော်တို့ဒီမြန်မာနိုင်ငံမှာနေရာတိုင်းမှာလုပ်လို့ရပါတယ်ရေနွေးပွက်ပွက်စုအောင်ကြိုထားတဲ့အထဲကိုဒီနိုဘူးတွေရောနိုးသီးကောင်းတွေရောပေါ့နော်ပြုတ်လို့ရတယ်အဲ့ကောင်တွေကမပျက်စီးပါဘူးပေါ့နော်အဲ့တော့အသက်17နှစ်အောက်ကလေးတွေအတွက်ဆိုလို့ရှိရင်ရေကိုဒါစူပွက်အောင်ကြိုဖို့လိုတယ်နောက်ရေတန့်ကိုမသုံးနဲ့ပေါ့နော်ကြောက်ကတ်ထင်းတဲ့ရေတန့်ကျတော့သူကဘာလဲဆိုလို့ရှိရင်ဟောပါရေတန့်ကဒီသူ့ရဲ့ filtering process မှာဆိုလို့ရှိရင် chemical တွေသုံးတယ်ပေါ့နော်ဒါကြောင့်မို့လို့ရေတန့်မသုံးသင့်ဘူးဆိုတဲ့ဥစ္စာလေးကိုလည်းသတိထားသင့်ပါတယ်ဟိုရိုးရိုးဒီပုံပိုင်ကနေလာတဲ့ရေကိုပဲဟိုပွက်ပွက်ဆူအောင်ကြွက်ဆူအောင်ကြိုပေါ့နော်အဲ့ဒါဆိုရင်အဆင်ပြေတယ်ပေါ့နော်နောက်အချိုးအစားတိုင်းတာပါတိုင်းတာမယ်ပေါ့နော်နောက်ရေကိုအရင်ထည့်ပါတဲ့အဲ့အဲ့ဒီနောက်ဘာလုပ်မလဲဆိုရင်ဘူးမှာပါတဲ့ဇုံးကိုပဲသုံးမယ်သူကချင်းကွက်ဆိုလို့ရှိရင်သူ့ရဲ့ကုမ္ပဏီကပေါ့နော်တီးတန့်ထုတ်ထားတဲ့ချင်းကွက်လေးပါပြီးသားအဲ့ဒီဥစ္စာကိုပဲသုံးပါတခြားဟာတွေရှောက်ပြီးတော့မသုံးနဲ့ပေါ့နော်အဲ့တော့အဲ့ဒါကိုသုံးပြီးတော့အညွန်အတိုင်းတိတိကျကျခတ်ပြီးတော့ထည့်မယ်ပေါ့နော်ရေနေတာတို့များတာတို့အဲ့ဒါဖြစ်လို့ရှိရင်ကလေးဘာဖြစ်လဲဆိုတော့ဒီကလေးဖျားတာတွေနာတာတွေဖြစ်တတ်တယ်ပေါ့နော်ဒါသတိထားရမယ့်ချက်ပေါ့နော်နှုတ်ဘူးဖြော်တယ်ဆိုတော့မလေးနှုတ်ဘူးဖြော်တာများလွယ်လွယ်လေးဆိုပြီးတော့မှတ်တယ်လို့ပေါ့နော်အဲ့တော့ဘယ်လိုဖြော်မလဲဆိုရင်တစ်ချိန်စာသာဖြော်ပါတဲ့ကလေးတစ်ချိန်သာတောက်တလောက်ပဲဖြော်ပါပေါ့နော်ပို့ပြီးတော့ငါအလုပ်ဒီဒီတနေ့ကုန်ပေါ့နော်ဖြော်ထားလိုက်လို့ဒီတနေ့ကုန်စာဒီတစ်ချိန်မှာငါဖြော်ထားလိုက်ရင်နောက်ထပ်အလုပ်မချုပ်တော့ဘူးဒီလိုမျိုးမတွက်ပါနဲ့ပေါ့နော်အဲ့လိုမျိုးမလုပ်ပါနဲ့ဘယ်တော့မှမလုပ်ပါနဲ့တစ်ခါတောက်ခါနီးမှာတစ်ခါတစ်ချိန်စာပဲဖြော်ပေးပါပေါ့နော်အဲ့တော့ no တစ်ခါတိုက်လို့ရှိရင် no ဘူးတဘူးပဲဖြော်မယ်ကြိုပြီးတော့ဖြော်ထားတာမျိုးလုံးဝမလုပ်ပါနဲ့ဒါနံပါတ်3ချက်ပေါ့နော်နောက်နံပါတ်4ချက်ကတော့တဏှာကြီးစီးမြင်စီကံလို့ခေါ်တာပေါ့နော်1 hour rule ပေါ့နော်အဲ့တော့ကလေးနိုဘူးကိုဆို့ပြီးတော့တဏှာကြီးကြော်ဝါပေါ့နော်ကြော်ဝါပြီဆိုတော့အဲ့ဒီလက်ကျန်နိုဘူးကိုချက်ချင်းတွန်ပြရပါမယ်။ဘာဖြစ်လို့လဲဆိုရင်ဒီထဲမှာဘက်တီးရီးယားပေါက်နိုင်တယ်။ပေါက်သွားလို့နော်အဲ့ဒီတဏှာကြီးကြော်သွားတဲ့နိုကြီးကိုကလေးကိုတိုက်လိုက်လို့ရှိရင်ကလေးမှာဒီအစာရင်းနဲ့ဦးလန်းချောင်းဆိုင်ရာပြဿနာတစ်မျိုးမဟုတ်တစ်မျိုးပေါ်လာမှာပဲပေါ့နော်ဝင်လျှောဝင်ပြက်ဖြစ်တာတို့ပြို့တာတို့အန်တာတို့နော်အဲ့ဒါမျိုးတွေဖြစ်နိုင်တယ်ဒါကြောင့်မို့လို့ဒါလေးကိုလည်းပတိထားတင်တယ်ပေါ့နော်ဒီအဲ့ဒါဒီ process အစဉ်စဉ်အတိုင်းလုပ်ထားတယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဘယ်သူပဲလာပြီးတော့ညင်းချက်ထုတ်ဘယ်အပေါက်ကမှညင်းလို့မရဘူးပေါ့နော်ကိုလုပ်တဲ့နီးစနစ်ကမှန်တယ်ပေါ့နော်မှန်တဲ့အတွက်ကြောင့်မို့လို့ဘယ်သူမှရှင်းပြဖို့ကြောက်စရာမလိုတော့ဘူးပေါ့နော်အဲ့တော့နံပါတ်1အရေးကြီးဆုံးကတော့ပိုးတက်တာရေနွေးကြိုရေကိုပုတ်ပွက်စုအောင်ကြိုဖို့ပေါ့နော်နောက်ပြီးလို့ရှိရင်အချိုးအစားတိုင်းတာတဲ့နေရာမှာလည်းသူ့ရဲ့ original ပါတဲ့ zone တွေခွက်တွေပဲတုံးပြီးတော့တိတိကျကျဖြော်မယ်ပေါ့နော်နောက်ဖြော်တဲ့အခါမှာလည်းတစ်ချိန်စာပဲဖြော်ပေးမယ်ပေါ့နော်ကြိုပြီးတော့ဖြော်ထားတာမျိုးလုံးဝမလုပ်ပါနဲ့နောက်တနားရီစီးမြင်လေးကိုလည်းခေါင်းထဲမှာမှတ်ထားပေးပါအဲ့တော့ကလေးနိုးဘူးဆိုပြီးတနားရီကြော်တယ်ဆိုရင်အဲ့ဒီလက်ကျန်လေးကိုနှမျောလို့ဆိုပြီးတော့ဟိုပါပေါ့နော်ဒီပြန်တိုက်တာမျိုးလုံးဝမလုပ်သင့်ပါဘူးဘက်တီးရီးယားပေါက်ပွားနိုင်တယ်ဆိုတဲ့ဥစ္စာလေးကိုခေါင်းထဲမှာထည့်ထားပေးရင်ဒီမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ခုနက nipple confusion ကိုလည်းပြေလဲစေမယ်အဲ့တော့ကလေးရဲ့ဒီဟိုပါပေါ့နော်ဒီနိုးဆိုးတဲ့ဇီဝကမ္မသဘောတရားလေးလည်းမပြည့်ရွံ့မှုပေါ့နော်နီလန်းနှစ်ခုပေါင်းဆက်ပြီးတော့သုံးမယ်အဲ့ဒါလေးကို pace border feeding လို့ခေါ်ပါတယ်ပေါ့နော်အဲ့တော့နိုးဘူးကိုမိခင်နိုးတိုက်တယ်လို့စီးချက်ညီပေါ့နော်တိုက်ကြွေးခြင်းအပြင်ကျမ်းမာဝင်ပြိုးမှုကိုအားပေးပြီးတော့ဒီ nipple confusion ပေါ့နော်နိုးတီကောင်းချုပ်ထွေးမှုကိုလျှော့ချနိုင်ပါတယ်အဲ့မှာဒီကလေးရဲ့အနေအထားလေးကဘာလဲဆိုလို့ရှိရင်ကလေးရဲ့အနေထားလေးကကလေးကိုလှဲမထားပဲနဲ့ပေါ့နော်ထိုင်လျက်ပဲဖြစ်ဖြစ်ဒါမှမဟုတ်လို့ရှိရင်ခက်မတ်မတ်လေး
ပွေ့ချီထားပါတဲ့ဒီပုံစံလေးတိုင်းဆိုတာအနေတော်လေးပဲပေါ့နော်နောက်နိုဘူးကိုကိုင်းမယ်ပေါ့နော်ကလေးနိုဘူးကိုဒီကလေးကိုနိုဘူးရဲ့ထိပ်ဖြည်းဖြည်းချင်းဒီပါးစပ်ထဲကိုသွင်းမယ်ပေါ့နော်အဲ့တော့နိုဘူးကိုထားရမယ့်အနေထားလေးကတော့ရေပြင်ကြီးလေးထားမယ်ပေါ့နော်အဲ့မှာဆိုရင်ဒီမှာလေခိုတဲ့နေရာမရှိရဘူးပေါ့နော်လေခိုနေတဲ့နေရာလုံးဝမရှိရဘူး horizontal ကိုင်းထားဖို့လိုတယ်အဲ့တော့နောက်တစ်ခုကကြတော့သူကမိခင်တို့တိုက်တယ်လို့စီးချက်ညီညီခဏရက်ပေးမယ်ပေါ့နော်အဲ့တော့အလေလောက်မှာသူလက်ပြောင်းပေးလိုက်တာမျိုးပြောတာပေါ့နော်နောက်ကလေးကိုသူ့ဘာသာစီးချက်ထိမ့်မယ်ပေါ့နော်ပုံမှန်အားဖြင့်ဆိုလို့ရှိရင်ဒီကလေးလေးက10မိနစ်20ခန့်ကြာမြင့်တဲ့နယ်ပေါ့နော်ဒါကကျွန်တော်တို့ဗာလဲဆိုရင် pace border feeding ပေါ့နော်အဲ့တော့nipple confusion ကိုကာကွယ်ပြီးသားဖြစ်သွားမယ်ပေါ့နော်အဲ့တော့မိဘတွေအတွက်အဓိကမှတ်သားဖွယ်ရာလေးအနေနဲ့ဆိုလို့ရှိရင်တော့ပေါ့နော်အဲ့တော့မိခင်တို့ရဲ့နိုးထွက်မှုနှုန်းကတောင်းဆိုမှုပေါ်မှာမူတည်ပါတယ်ကလေးရဲ့နိုးစုနိုင်တဲ့အားပေါ်မှာမူတည်တယ်ပေါ့နော်ဘယ်နှကြိမ်တိုက်မလဲဆိုရင်တရက်ကို၈ကြိမ်လောက်ထိအနည်းဆုံး၈ကြိမ်တိုက်မယ်နောက်ဘာကြည့်မလဲဆိုရင်ကိုလေးချိန်တက်တာတို့ C1 သွားခြင်းဒီဟာအမှန်ကန်ဆုံးဒီတိုင်းတာနည်းဖြစ်တယ်ဆိုတာလေးရယ်နောက်ဒီမှန်ကန်စွာစို့ပါစေဆိုတာကတော့ဗာလဲဆိုရင်ခုနဒီနိုတီကောင်းပတ်ပတ်လည်မှာရှိတဲ့အရေးပြအယောင်ရင်းနေတဲ့ areola လေးထိပါငုံပြီးတော့စို့ပါစေတဲ့နော်ဒီဒါကမိခင်တို့ကိုစိုးမယ်ဆိုရင်ပေါ့နော်မိခင်တို့ကိုစိုးမယ်ဆိုရင်ဒါလေးတွေမှတ်မယ်ပေါ့နော်နောက်တစ်ခုက no ဘူးပေါ့နော်no ဘူးကတော့ဒီအဲ ICFOS ဆိုတဲ့ fructose oligosaccharides ဆိုတဲ့ဒီဟိုပါပေါ့နော်အဲ compound prebiotic ပါဝင်တယ်ဆိုလို့ရှိရင်ပါဝင်တဲ့နိုးမုတ်လေးတွေပေါ့နော်ဒါလေးပါလားဆိုတာလေးကြည့်လိုက်ပေါ့နိုးဘူးလေးတွေကြည့်လိုက်လေအဲ့တော့အစာချေစနစ်ကိုအခုကူညီပေးတယ်အညွှန်းပါအချိုးစားတိုင်းသာဖြော်မယ်ဆိုလို့ရှိရင်ဒီကလေးအတွက်အဆင်ပြေတယ်ပေါ့နော်အဲ့တော့သူ့ရဲ့1 hour rule အရဆိုရင်လည်းဖြော်ပြီးတစ်နာရီကျော်ရင်လက်ကြံကိုကျွန်တော်တို့တွန်းပစ်လိုက်မယ်ပေါ့နော်တွန်းပစ်လိုက်မယ်နောက်ကူးပြောင်းခြင်းပေါ့နော်အဲ့တော့ဒီမိခင်တို့တိုက်နေဟာနေပြီးတော့နိုဘူးကိုပြောင်းမယ်အဲ့တော့ပြောင်းမယ်ဆိုလို့ရှိရင်၄ဘက်မတိုင်ခင်တော့နိုဘူးကိုမစပါစေနဲ့မစပါနဲ့ပေါ့နော်အဲ့တော့နိုဘူးတိုက်တဲ့အခါမှာလည်းသူက face feeding ဆိုတဲ့ဟာလေးကိုခေါင်းထဲမှာထည့်ထားမယ်ပေါ့နော်အဲ့တော့ pig ဆိုတာကျတော့ဟိုရှင်းအောင်ပြောရလို့ရှိရင်ပေါ့နော်အရက်ပူတဲ့လူတွေလမ်းသွားတာနဲ့အရက်ရှိတဲ့လူတွေလမ်းသွားတာနဲ့မတူဘူးเนาะတလန်းချင်းလှမ်းတဲ့ပုံစံချင်းမတူဘူးလေနော်ကိုယ့်ရဲ့ဒီနှုံးနဲ့အဲသူ့နှုံးနဲ့သူ့ဆန်ပေါ့နော်အဲ့တိုင်းလေးသွားခိုင်းတာကိုပြောတာပေါ့နော်အဲ့တော့ဒီနီလန်းလေးကိုသုံးပြီးတော့မိခင်တို့ရဲ့စီးချက်ကိုတုပပါတဲ့မိခင်တို့ရဲ့စီးချက်ကိုတုပပါဆိုတာမိခင်တို့ရဲ့မိခင်တို့ထွက်တဲ့ပုံစံအတိုင်းပေါ့နော်လိုက်ပြီးတော့တူတာပေါ့နော်နောက်ဒီနိုဘူးကိုကင်မယ်ဆိုလို့ရှိရင်လည်းရေပြင်းကြီးကင်ပြီးတော့ခဏခဏတော့နားပေးဖို့လိုအပ်တယ်ဒါလေးကတော့ဒါကျွန်တော်ရဲ့နောက်ဆုံး slide လေးချိန်ပါအားလုံးကိုကျေးဇူးတင်ပါတယ်